ဒီမြေခွက်ကအိမ်ဆောက်ဖို့အလွန်သေးလွန်းနေလို့ပြကြပြီးဒီနေရာမှာပြည့်စုံတဲ့အိမ်တစ်လုံးဖြစ်လာနိုင်မယ်လို့ဘယ်သူမှမယုံခဲ့ကြပါဘူးလူအများစုကဒါဟာလုံးဝမဖြစ်နိုင်ဘူးလို့ပြောကြတယ်လို့တချို့ကလည်းနေရန်တစ်ဖက်စာတော့မနှဲဆန့်တယ်လို့ပြောခဲ့ကြပါတယ်ဒါလည်းပဲလေအလုတ်ကတော့စတင်ခဲ့တာပါပဲပထမဦးဆုံးအနေနဲ့အမိုက်တရိုက်တွေခြုံနွယ်တွေကိုရှင်းလင်းပြီးရှေ့မှာရှိသမျှအရာအားလုံးကိုဖြိုဖျက်ကမြေကွက်ကိုရှင်းလင်းခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အဲ့ဒီကျင်းမြောင်းတဲ့နေရာလဲမှာ foundation အတွက်စပြီးမြေတူးခဲ့ကြပါတယ်ဂျမ်းပင်ပေါ်မှာအခန်းချင်းစီကိုပိုင်းခြားပြီးတဖြည်းဖြည်းနဲ့တန်ကြောင်းတွေပေါ်လာကကွန်ကရစ်တွေလောင်းပြီးအိမ်ရဲ့အောက်ဖြည်အုတ်မြစ်ကပုံပေါ်လာပါတော့တယ်ရက်တွေကုံလွန်လာတာနဲ့အမျှတိုင်တွေတက်လာပြီးထုတ်တန်းတွေကနေတဆင်အဆောက်အဦတစ်ခုလုံးရဲ့ဖွဲ့စည်းပုံကိုစတင်ဆက်သွယ်ပေးခဲ့ပါတယ်နောက်ဆုံးမှာတော့အုတ်ခဲတွေနဲ့နေရန်တွေကိုပိတ်ပြီးတိဆောက်ခဲ့ကြပါတယ်လမ်းထဲမှာတခြားအဆောက်အဦတွေရဲ့ကြားထဲမှာပဲအုတ်တခဲချင်းစီပြီးအိမ်လေးကတဖြည်းဖြည်းမြင့်တက်လာခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အပင်းပန်းကန်စူးစမ်းအားထုတ်မှုတွေကွန်ကရစ်ဘုံတွေကျိုးတွေနဲ့စက်တီးတွေနဲ့မနာတန်လေပတ်နေတဲ့ကွန်ကရစ်ဖြောဆက်တွေနဲ့အတူအမိုးလိုက်လွှာကိုတင်ခဲ့ပါတယ်ဒီလိုနဲ့အဆောက်အဦပုံစံကတကယ်အိမ်အစ်စ်တစ်ခုနဲ့ပို့ပြီးတူညီလာခဲ့ပါတယ်ပြီးတော့အင်္ဂတေကိုက်တာနဲ့ဆေးထုတ်တာတွေစတင်လိုက်တဲ့အချိန်မှာတော့အရာအလုံးလုံးဝပြောင်းလဲသွားခဲ့ပါပြီအဲ့ဒီနောက်မှာမှန်တကားတွေခိမင့်ပတင်းပေါက်တွေရောက်ရှိလာပြီးချမ်းပြင်ပေါ်မှာပြောင်းလဲနေတဲ့ကျွေပြားတွေနဲ့အတူပရိဘော်ကတွေအားလုံးကနေရာအနှံ့ဝန်ဆန်သွားခဲ့ပါတယ်ကဲအခုဒီဗီဒီယိုကိုဘယ်ကနေကြည့်နေလဲဆိုတာပြောပြခဲ့ပါအောင်နော်ပြီးတော့အဆုံးသတ်မှာ in soft ဖို့အတွေ့အထိလေးရသွားဟေ comment မှာထီမင်ချက်လေးတွေထပ်ရေးပေးသွားခဲ့ပါဦးဗျာ